အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စီရင်ကြာသံလေးချက်စာပြလို့ချက်နီလေးကိုလာမျှဝေတာဖြစ်ပါတယ်ရှင်ပထမဦးဆုံးချက်တာ30လောက်နဲ့ချက်ချောက်လေးတွေကိုပြုတ်ထားပေးပါမယ်ရှင်ပြီးရင်ချက်တာဖြုတ်ပြီးထွက်လာတဲ့အမြုပ်လေးတွေကိုခတ်ထုတ်ပေးပါမယ်ရှင်ခတ်ထုတ်ပြီးသွားလို့ရှိရင်ချက်တာလေးနည်းနည်းနူးလာတဲ့အထိဆက်ပြီးတော့မှတည်ပေးထားလိုက်ပါမယ်ချက်တာပြုတ်လေးပွက်လာပြီးတော့မှချက်တာလေးတွေနူးလာတဲ့ချိန်ကျရင်ချက်ချောက်လေးတွေနဲ့ချက်တာလေးတွေကိုဆက်ထုတ်ပေးလိုက်ပါမယ်ချက်တာလေးဆက်ထုတ်ပြီးရင်ချက်ပြုတ်ရည်လေးတွေကိုခဏထားပါမယ်ရှင်ပြီးရင်ချက်တာလေးတွေကိုခဏအေးခဏပေးပါမယ်ပြီးရင်ငုံဦးလေးတွေလာပြုတ်ထားပေးပါမယ်မိုးကြောင်ပန်းကြောင်ပဲပြားနဲ့ကြာသံလေးတွေကိုရေးလာစိမ့်ပေးထားပါမယ်ချက်တာလေးကိုရိုးနှင်ပြီးတော့ချက်တော်ဖြူလေးကိုချိန်ထားပါမယ်ပြီးရင်စီအိုးလေးထည့်ပေးပါမယ်စီပူလာရင်ချက်တော်ဖြူလေးထည့်မိပါမယ်တော်ဖြူလေးကိုမကတ်တော့ဘူးတတိထားပေးပါရှင်ပြီးရင်ရောင်လေးနဲ့နှွှင်းထည့်ပြီးတော့မှခဏလေးထပ်မွေပါမယ်ပြီးရင်ချက်တာလေးထည့်ပြီးတော့မှမွေပေးပါမယ်ရှင်ရတာအနေနဲ့စားလေးနည်းနည်းထည့်ပါမယ်ပြီးရင်ဒီနည်းနည်းထည့်ပြီးတော့ခဏတိတ်ထားပေးပါမယ်ချက်တာလေးနည်းနည်းခြောက်လာပြီဆိုရင်ခဏမိပိတ်ပြီးတော့မှထားလို့ရပါပြီရှင်ပြီးရင်ချက်ပြုတ်ရည်လေးကိုရည်လေးထပ်ထည့်ပြီးတော့စူအောင်တက်ပါမယ်စူလိုက်ရင်ချက်သားလေးတွေထည့်ပါမယ်ပြီးရင်ချက်တော်နီလေးတွေထည့်ပါမယ်ချက်တော်နီကတိတိလေးတွေထည့်ပိုကောင်းပါတယ်ဟင်းရီအိုလေးနည်းနည်းပွက်လာပြီဆိုရင်မိုးချောက်ပန်ချောက်နဲ့ပဲပြားချောက်လေးတွေထည့်ပါမယ်ပြီးရင်ရေလေးနည်းနည်းနဲ့တွဲရေလေးထည့်ပြီးတည်ထားပါမယ်ရှင်တည်ထားပြီးရင်သူနဲ့တွဲစားဖို့တမြားရီနဲ့နည်းနည်းပင်လေးတွေလိထားပါမယ်ဟင်းရီအိုလေးတွေစူလာပြီဆိုလို့ရှိရင်တော့ချက်ချောက်လေးနဲ့ငုံဦးလေးလာထည့်ပေးပါမယ်ရတာအနေနဲ့စားချက်တာမုံထည့်ပါမယ်အေးလေးပတ်လာပြီဆိုမှညံပြားလေးထည့်ပါမယ်ဟေးဦးလေးနည်းနည်းဆူပြီဆိုမှစားခါနီးကြာတန်လေးတွေကိုလာထည့်ပေးပါမယ်ကြာတန်လေးထည့်ပြီးဟင်းရီအိုကိုလက်ထပ်ထကြတော့အောင်နည်းနည်းလေးထပ်တည်ထားပြီးရင်တော့ကြာတန်ဟင်းကားလေးစားလို့ရပါပြီရှင်ပြီးရင်တော့ပိုက်လဲစားနေဖြစ်တဲ့အတွက်ပကံလေးကိုထည့်ပြီးဆွဲပါတော့မယ်ကြာတန်လေးကိုပကံနဲ့ထည့်နန်းနန်းပင်လေးထည့်ပါမယ်တမြားလေးညှစ်ပြီးတော့ငရုတ်တီးလေးထည့်ပြီးတော့အားရပါရစားပါတော့မယ်ရှင်တကယ်ချင်းတို့လည်းကြိုးပါလိမ့်ရှင်နောက်တဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးပါလို့ရှင်